မင်္ဂလာပါဆန်ဆန် channel လေးမှာကြိုဆိုပါလေဗျာဒီနေ့ကတော့အလုပ်တရက်လေးဖြစ်တဲ့အတွက်ကြာစံကျော်ခောက်ဆွဲကျော်လေးကြော်စားဖြစ်တယ်ဗျာကြာစံကြော်စားဖို့အတွက်ကြာစံလေးကိုတစ်နာရီလောက်တော့ရေစိမ်ထားပါမယ်ဗျာကြာစံကျော်ခောက်ဆွဲကျော်အတွက်ကြက်သားလေးကိုတော့ရေစိမ်ထားပါမယ်ဗျာကြက်သားကတော့ပေါင်တရဲဝယ်ထားတာကိုတဝက်တော့သုံးထားပါလေဗျာကြက်သားပြုတ်တဲ့အထည်ကိုထည့်ဖို့အတွက်ကြက်သွန်ဖြူခြင်းခွန်ခွာပြီးတော့ရေစင်းနေပါတယ်ကျွန်တော်ကတော့ရေစီးပြီးသွားတဲ့ကြက်သွန်ဖြူ2မွာနဲ့ဂျင်းလေးကိုတပြားရိုက်ပြီးနှုတ်နှုတ်လေးဆင်းထားပါလေဗျာကျွန်တော်ကကြက်ပြုတ်ရည်လေးကိုအဓိကသုံးချင်တာဖြစ်တဲ့အတွက်ဂျင်းကြက်သွန်ဖြူလေးထည့်ပြီးတော့ကြက်သားလေးကို10မိနစ်လောက်တော့ဖြုတ်ပါမယ်ဗျာကြာစံကျော်ခောက်ဆွဲကျော်ရဲထည့်မယ်ဒီရွက်လေးတွေကိုလည်းရေစီးပါမယ်ဗျာကျွန်တော်ကတော့ကြာစံကျော်ခောက်ဆွဲကျော်တွေကိုထည့်သုံးဖို့အတွက်ကြက်သွန်လေး3လုံးကြက်သွန်ဖြူ4မွာလောက်ကိုတော့ခက်ကြမ်းကြမ်းလေးပြီးထားပါလေဗျာရေစီးထားတဲ့ခရမ်းညင်လေးတွေကိုအလဲဥတိုင်းနဲ့အစီတွေကိုဖယ်ပြီးတော့ခက်ကြမ်းကြမ်းလေးပြီးထားပါလေခရမ်းညင်လေးမကြိုက်ရင်လည်းမထည့်ပဲထားလို့ရပါတယ်ဗျာကော်ဖီလေးကိုလည်းခက်ကြမ်းကြမ်းလေးပြီးထားပါမယ်မယုတ်ပွားလေးကိုလည်းအလဲဥတိုင်းနဲ့အစီလေးတွေဖယ်ပြီးတော့ခက်ကြမ်းကြမ်းလေးပဲပေါ့မုံလာဥနီလေးကတော့ခွန်လေးခွာပြီးတော့မထူမပါလေးပဲပြီးဖြတ်ထားပါလေဗျာဒီလိုပဲပေါ့ဘဝကိုလည်းပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါလေးနဲ့ဆက်လန်းနိုင်ရင်ကောင်းပါဗျာပဲသီးလေးကိုတော့ထပ်အောင်လေးပြီးဖြတ်ပြီးတော့ပါပါလေးပြီးပါမယ်ဗျာပြီးဖြတ်ထားတဲ့ကော်ဖီနဲ့မုံလာဥနီလေးကိုရေပြန်ဆေးပါမယ်ဗျာတပြုတ်အိုးလေးကရပြီဆိုတော့ကြက်သားလေးတွေဆယ်ထားပြီးတော့အေးခံထားပါမယ်ဗျာကြက်သားလေးတွေအေးပြီဆိုရင်တော့အသားလေးတွေနှွှင်ထားပါမယ်ရေဆေးဖို့မေ့နေတာကတရုတ်နံနံလေးပါတရုတ်နံနံလေးဒီစီးပါမယ်ဗျာကောက်ဆွဲလေးပြုတ်ဖို့အတွက်ရင်းနှီးအိုးလေးတည်ထားပါဦးမယ်အသီးရွက်လေးတွေတီးဖြတ်ပြီးရေဆေးပြီးသွားတဲ့အခါမှာတော့ကြော်ဖို့အတွက်အသင့်နေထားပါရင်းနှီးအိုးလေးပွက်လာရင်တော့ခောက်ဆွဲလေးတွေရေဖြောထားပါမယ်ကျုပ်လေးတစ်လုံးလောက်တော့ဖောက်ပြီးတော့စားရလာမှုထည့်ပြီးဖောက်ထားပါမယ်ဗျာခောက်ဆွဲလေးအထိုင်လျောက်ဤပြီဆိုရင်တော့ရေနွေးလေးတွေတုံပြီးတော့ရေအေးလေးနဲ့စီးပါမယ်ဗျာကျွန်တော်ရေစိမ်ထားတဲ့ကြာစံလေးတွေကိုလည်းတကားလေးနဲ့ရေစစ်ထားပါမယ်ကျုပ်လေးအရင်စကြော်ပါမယ်ဗျာဘဲဥကိုစီနည်းနည်းလေးနဲ့ပူအောင်ထားပြီးတော့မှကြော်မဲ့စီလေးထည့်ပါမယ်ဗျာဖောက်ထားတဲ့ကြက်ဥလေးထည့်ပြီးတော့တစ်ခါတည်းနှွေကြော်လိုက်ပါမယ်ဗျာကြက်ဥကတော့သုံးမယ်ဆိုရင်နှလုံး3လုံးလောက်သုံးသင့်ပါလေဗျာကျွန်တော်ကတော့တစ်လုံးပဲရှိတာဟုတ်လို့ပါကြက်ဥလေးတွေကြက်ပြီဆိုရင်တော့ပကံလိုလေးနဲ့စေထားလိုက်ပါမယ်ကြက်ဥကြော်ထားတဲ့စီနဲ့ပဲကြာစံလေးကြော်ပါမယ်ကြာစံကြော်ဖို့အတွက်စီလေးနဲ့ထပ်ဖြည့်ပါမယ်ကြက်သွန်ဖြူလေးထည့်ပြီးတော့စီလေးတက်ပါမယ်ကြက်သွန်ဖြူလေးနည်းငယ်ညှိုးပြီးဆိုရင်တော့စပါးလေးထည့်ပါမယ်။ပဲငံပြားလေးနည်းနည်းထည့်ပါမယ်။ပြီးရင်တော့ခရစ်စီလေးပေါ့။ထားတဲ့အသီးရွက်လေးတွေပါထည့်ပါမယ်ဗျာ။စသားမှုလေးထည့်ပါမယ်ကြက်ပြုတ်ရည်လေးထည့်ပြီးကြော်ပါမယ်ဗျာစားနဲ့တကြားလေးနဲ့ထည့်ပါမယ်ဗျာကြာစံလေးထည့်ပါမယ်အရင်ထောက်ကမသွားစီဘူးအတွက်ကြက်ပြုတ်ရည်လေးထည့်ပြီးကြော်ပါဗျာကြာစံလေးအယောင်တက်စီလို့ခရစ်စီလေးနည်းနည်းထည့်ပါမယ်ဗျာ
ကြာစံလေးနည်းငယ်ဤပြီဆိုရင်တော့အနံ့အတွက်တရုတ်နိုင်ငံလေးနဲ့ရေကောင်းလေးထည့်ပါမယ်ဗျာကျွန်တော်ကတော့နောက်ဆုံးမှာကြော်ထားတဲ့ကြက်ဥလေးနည်းငယ်ထည့်ပြီးတော့ကြာနံကြော်လေးကိုစုံတက်လိုက်ပါတယ်ဗျာစကြပါအောင်ဗျာကျွန်တော်ကတော့ကိုကြော်ကိုကောင်းပါလေလက်စားရဲနဲ့ခောက်ဆွဲလေးလည်းထက်ကြော်ဖြစ်ပါလေဒေဦးလေးစီပူလာပြီဆိုရင်တော့စီလေးနည်းငယ်ထည့်ပြီးစီတက်ပါမယ်ဗျာထုံးစံတိုင်းပဲစက်သားလေးထည့်ပြီးတော့ခူးစီခင်းငယ်မြိုင်လေးထည့်ပါမယ်စက်သားကစက်ပြီးသားဖြစ်နေတာဖြစ်တဲ့အတွက်အချိန်ဆွဲပဲအပြီးရွယ်လေးထားရထည့်ပါမယ်ထုံးစံတိုင်းပဲစက်ပြုတ်ရည်လေးတက်တက်ပြီးကြော်ပါမယ်ဗျာတသားမုံစားတကြရတာလေးတွေတွင်းပါမယ်ဗျာခောက်ဆွဲလေးတွေထည့်ပါမယ်ဗျာတစ်ခါလေးပဲဒီလေးနဲ့ရေရွှဲရွှဲလေးလူချင်တာဖြစ်တဲ့အတွက်စက်ပြုတ်ရည်လေးတွေထည့်ပါမယ်ဗျာအသီးရွက်လေးတွေဣပြီးခောက်ဆွဲတဲ့အရသာဝင်ပြီဆိုရင်တော့တရုတ်နယ်နယ်လေးထည့်ပါမယ်ဗျာတော်ထားတဲ့ကြက်ဥလေးထည့်ပြီးတော့ရေကောင်းမုံလေးထည့်ပြီးခောက်ဆွဲကြော်လေးကိုစုံတက်လိုက်ပါမယ်ဗျာအစိုးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်ကြပါလေဗျာစားကြပါအောင်ဗျာ